တီကူဆရာဝန်ကခွေးကိုဘော်ကဒီအမှတ်သားတွေကိုတွေ့သွားတဲ့အချိန်မှာဝမ်းနှင်းကိုကြွေးခဲ့ရတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ဒီနေ့မှာတော့အံ့ဩစရာကောင်းတဲ့တွေးဆန်ကယ်ဆယ်ရေးတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုမြင်နေရတဲ့ဒီခွေးလေးမှာဖျုံသီးလောက်ကြီးတဲ့ခေါင်းကြီးရှိနေပါတယ်။တကယ်ကိုတနာစရာကောင်းလာပါတယ်။ဒါပေမဲ့အခုသူ့ကိုပြန်တွေ့မယ်ဆိုရင်တော့တင်းတို့သူ့ကိုမှတ်မိတော့မှာမဟုတ်ပါဘူး။2022တုန်းကတက်ဆက်ပြည်နယ်ဟူစတန်မှာဒီခွေးလေးလမ်းပေါ်လျှောက်သွားနေတာကိုအမျိုးသမီးတစ်ယောက်ကတွေ့ရှိခဲ့ပါတယ်။ခွေးလေးရဲ့ခေါင်းကကြီးပြီးရောက်နေတာမလို့လေးလုံးတဲ့အတွက်မောင်ရွှေခွေးခင်ဗျာခေါင်းတော်မထောင်နိုင်ခဲ့ပါဘူးလေးလွှင်းနေတဲ့ခွေးဖြစ်တာကြောင့်မလို့ဘသူကမှလည်းသူ့ကိုကူညီခြင်းမရပါဘူးသူဟာအစားအုံပြက်ကြီးအတွင်းမှာနေထိုင်ပြီးနေဗန်မှာလည်းအစာရှာဖို့အပြင်ထွက်လာတတ်ပါတယ်ဒီနေ့မှာတော့အမျိုးသမီးတယောက်ဟာဒီခွေးလေးကိုမြင်လိုက်တာမလို့ကယ်ဆယ်ရေးသမားတွေကိုအကူအညီတောင်းခဲ့ပေမယ့်သူကတော့လှောင်ရင်ထဲကိုဝင်ဖို့တော့မှထိတ်လန့်နေခဲ့ပါတယ်ဒီခွေးလေးဟာအခုမှအသက်10လသာရှိသေးပေမယ့်သူ့ရဲ့ခေါင်းကအစမတန်ကြီးနေရတာဟာအကြောင်းတော့ရှိပါတယ်တစုံတစ်ယောက်ကသူ့ရဲ့ဖက်နှက်ကြိုးနဲ့ခွေးလေးရဲ့လေပင်ကိုချီထားခဲ့ပြီးတော့ဒါကပဲခွေးအတွက်လေဘက်ကြိုးလေးဖြစ်ခဲ့ပေမယ့်သူကြီးထွားလာတဲ့အခါမှာတော့ဒီကြိုးကလေပင်မှာပဲဆက်ရှိနေတာကြောင့်လေပင်ကတော့ခန္ဓာကိုယ်နဲ့အတူလိုက်လံကြီးထွားခြင်းမရှိတော့ပါဘူးပိုပြီးဆိုတာကတော့ဆရာဝန်တွေကခွေးလေးရဲ့ခြေပွားမှာလေကြီးစံစိတ်26ခုကိုတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ဒီလိုတွေးကြုံခဲ့တာတော့မှခွေးလေးကတော့လမ်းပေါ်မှာလာအတန်ကြောင်လို့ရှင်သန်နိုင်ခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့ရဲ့အကူအညီနဲ့နလန်ပြတ်ထူနိုင်မှုအတွက်ကတော့စီယုံမှာတလားလောက်အချိန်ယူခဲ့ရပါတယ်ဒါရီပြီးသွားတဲ့အခါမှာတော့ခွေးလေးမှာမိသားစုအသစ်တစ်ခုရရှိသွားခဲ့ပြီးတော့အိမ်အသစ်မှာခွေးဖော်တွေနဲ့အတူပျော်ရွှင်နေခဲ့ပြီပဲဖြစ်ပါတယ်သူရဲ့တခင်အသေးဟာခွေးလေးကိုဂတ်စ်လို့နာမည်ပေးခဲ့ပြီးတော့ဂတ်စ်ဟာအခုချိန်မှာတော့ကလေးတွေရဲ့အကြောင်းတွေစီကိုတွားရောက်လည်ပတ်လေးရှိပါတယ်ခွေးလေးဂတ်စ်ကတော့ကန်ကောင်းသွားခဲ့ပြီမဲ့စိတ်မကောင်းစွာနဲ့ပဲလမ်းမပေါ်တွေမှာသူ့လိုလေလွင့်နေတဲ့ခွေးပေါင်းအများပြားရှိနေစေပဲဖြစ်ပါတယ်အခုကတော့လေကလေးတစ်ကောင်ကိုကြည့်ရအောင်ပါတာမန်ကြည့်လိုက်ရင်တော့ဒါဟာပင်လယ်လေးတစ်ကောင်ဖြစ်ပေမဲ့သူ့ကိုဘန်လို့နာမည်ပြောင်ခေါ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဒင်္ဂါးပြား900လောက်ကိုမျိုးချခဲ့လို့ဖြစ်ပြီးတော့ဒင်္ဂါးတွေရဲ့လေချိန်ဟာ17ပေါင်ထိရှိပါတယ်။ဒီပင်လယ်လေးမာလေးဟာတရိတ်ဆန်ယုံတွင်းမှာနေထိုင်တာဖြစ်ပေမဲ့အချိန်တွေကြာလာတဲ့အခါမှာတော့လူတွေကသူ့ကန်လေးတွေကိုဒင်္ဂါးတွေပြစ်ကြပါတယ်။ဒီလိုနဲ့ဘန်လေးကဒင်္ဂါးတွေကိုမျိုးချပြီးတော့နှစ်တွေကြာလာတဲ့အခါဝန်ထမ်းတွေကလက်ကလေးရဲ့ခန္ဓာကိုယ်ထဲမှာအလုံးတစ်ခုကိုစမ်းမိခဲ့ပါတယ်။ဒီအလုံးကသူ့ရဲ့အခွန်ကိုပါအကွဲစီလာတာကြောင့်ဘန်ကောက်မှာရှိတဲ့ဆရာဝန်တယောက်ကလေကလေးကိုခွဲစိတ်ကုသပေးခဲ့ပါတယ်။အော်စရာကောင်းလာအောင်ပဲသူတို့တွေဟာဒင်္ဂါးတွေအားလုံးကိုဖယ်ရှားနိုင်ခဲ့ပြီးတော့လေကလေးကိုလည်းရေပြန်ကူးစေနိုင်ခဲ့သလိုအစာလည်းပြန်စားနိုင်စေခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဗန်လေးဟာခွဲစိတ်မှုပြီးချင်းမှာပဲလာအနေငယ်အကြမှာတခြားယောဂတစ်ခုနဲ့တည်ဆုံသွားခဲ့ပါတယ်။နောက်ထပ်ပြီးတော့တွေ့ရမှာကတော့ဂျက်ဆင်လို့ခေါ်တဲ့ခွေးကလေးပါ။ခွေးလို့ချစ်ဖို့ကောင်းတဲ့ trace ဆန်လေးတွေအပေါ်လူတချို့ကရက်ဆက်နိုင်နေဆိုတာယုံကြည်နိုင်ဖို့ခက်ခဲပေမဲ့အပြင်မှာတကယ်ရှိပါတယ်။ဒီနေ့မှာတော့အင်ဒီယာနာမှာနေထိုင်တဲ့ Hayden Howard ဟာသူ့ရဲ့ခွေးလေးပေါ်မှာထိုးဆန်းတဲ့အရာတွေကိုတွေ့လိုက်ရပါတယ်။အစားကတော့သူကပူးမွားကြိုက်တာလို့ထင်ခဲ့ပေမဲ့တီချောင်စစ်ဆေးကြည့်ဖို့အတွက်ဂျက်ဆင်ကို trace ဆန်စီကူကန်စီကိုခေါ်ဆောင်လာခဲ့ပါတယ်။ဆရာဝန်ကဂျက်ဆင်ကိုအမွှေးရည်ပြီးတော့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဂယ်လုံးတွေနဲ့ပြည့်နေခဲ့ပြီးတော့တခုဆိုရင်နှလုံးသားမှာကပ်ပြီးတော့ဝင်နေတဲ့အတွက်မျက်စိကွယ်မသွားဘဲနဲ့ကံကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဆရာဝန်ကဂျက်ဆင်ရဲ့ကိုယ်ပေါ်ကနေဂိမ်းလုံး28လုံးကိုဖယ်ရှားပေးခဲ့ပြီးတော့ခွေးလေးဟာတနက်အစစ်နဲ့ဖြစ်တာကိုတော့မခံခဲ့ရပေမယ့်အများကြီးနာကျင်ခဲ့ရမှာကတော့အသေးချပါပဲ။ဒီအမှုကိုရဲဌာနကတော့လက်လွဲယူခဲ့ရပြီးတော့ဆက်လက်စုံစမ်းခဲ့ပါတယ်။နောက်ထပ်ကြည့်ရမှာကတော့အံ့ဩစရာသမင်လေးကိုကယ်တင်ခြင်းမှာသမင်လေးကတော့ခေါင်းမဘိုးတစ်ခုစွန့်နေတာကြောင့်ဘာကူမှလည်းမမြင်ရတာမလို့သူကိုတားရဲတစ်ကောင်ကလိုက်နေတယ်လို့ထင်နေပုံရပါတယ်။ဒါပေမဲ့အမျိုးသားတစ်ယောက်ကခေါင်းပေါ်ကအဆုတ်ကိုဖယ်ရှားပြီးခဲ့ပါတယ်။ထပ်ပြီးတော့မြင်ရမှာကတော့ဘွန်ရောဆိုတဲ့ခွေးကလေးပါပဲ။ရေနံတူးစင်တွေဟာကဘာပေါ်ကတီးခြားအဖြစ်ဆုံးနေရာတွေကတစ်ခုဖြစ်ပါတယ်။တနေ့မှာတော့ထိုင်ကန်ရိုးရန်ကနေတော့မှမိုင်140လောက်ဝေးတဲ့ရေနံတူးစင်တွေမှာခွေးတစ်ကောင်ညနေတာကြောင့်လူသားတွေဟာသူတို့ရဲ့လှုပ်ဆောင်မှုအားလုံးကိုရပ်လိုက်ကြပြီးတော့ဒီခွေးလေးကိုကယ်တင်ခဲ့ကြပါတယ်။သူတို့ဟာခွေးလေးကိုစီတင်သင်္ဘောစီတစ်ချင်းတင်မိခဲ့ပြီးတော့ကုန်းမော့ကိုပြန်သွားစီခဲ့ပါတယ်။ရေနံလူသားတွေကတော့သူ့ကိုဘွန်ရောလို့နာမည်ပေးလိုက်ပြီးဒါဟာထိုင်းမာသာစကားနဲ့ဆိုရင်တော့ရှင်တန်သူလို့အဓိပ္ပာယ်ရပါတယ်။ပိုပြီးကောင်းတဲ့အချက်ကတော့ရေနံလူသားတွေတဲကတယောက်ဟာဘွန်ရောလေးကိုမွေးစားခဲ့တာကြောင့်ခွေးလေးမှမိသားစုရှိသွားခဲ့ပါပြီ။နောက်ထပ်တွေ့ရမှာကတော့ပိုက်မာညှိနေတဲ့ရက်ကွန်းလေးတစ်ကောင်မှာရက်ကွန်းလေးကမီရှူမီပန်းတန်တွေကိုကြောက်လန့်ရာကနေဘတ်စကတ်ဘောပိုက်ထဲကိုပြုတ်ကျခဲ့တာဖြစ်ပါတယ်။သူဟာအရန်ကြောက်လန့်နေပြီးတော့လူတွေအပေါ်ကိုလည်းအယုံကြည်မရှိနေပါဘူး။ဒါပေမဲ့ကံကောင်းထောက်မှစွာနဲ့ကယ်ဆယ်ရေးတွေကရက်ကွန်းလေးကိုကယ်တင်နိုင်ခဲ့ပြီးတော့အထီးကိုက်မရှိပဲသူ့ရဲ့အမေစီကိုပြန်ပြေးသွားခဲ့ပါတယ်။နောက်ထပ်တွေ့မြင်ရမှာကတော့အာရှားဆိုတဲ့ကြားမလေးပါ။ဒီပန်ကဲကြားမလေးဟာအသက်9လတုန်းကဒီလိုပုံစံလေးဖြစ်ခဲ့ပြီးတော့သူ့ရဲ့အရွယ်အစားက3လသားကြားပေါက်လေးလိုဖြစ်နေပါတယ်။
တန်ရာတွေလည်းရနေပြီးတကိုယ်လုံးမှာလည်းကပ်ပါးကောင်တွေဆွဲနေကအာဟာရလည်းချိုးတင်နေပါတယ်သူဟာသူ့ကိုမကြာခဏကြိုက်တတ်တဲ့ကြားတစ်ကောင်နဲ့လေလှောင်ရင်တစ်ခုထဲမှာတူနေရပါသေးတယ်အာရှာကစက်ကပ်အဖွဲတစ်ခုကကြားမှလေးဖြစ်ပေမဲ့စက်ကပ်အဖွဲကတော့သူ့ကိုကောင်းကောင်းမဆက်ဆံပါဘူးဒါကြောင့်တက်ကြွလှရှာသူတွေကသာအာရှာကိုစိတ်ကူးတာပြီးဖို့အတွက်ဒရိဆန်စီကန်တစ်ခုစီပို့လိုက်ကြပြီးအဲဒီနောက်မှာတော့တော်ရင်ဒရိဆန်ထိန်းသိမ်းဆက်ချောက်ရေးစီကိုရောက်သွားခဲ့ပါတယ်နေ့အနေငယ်ကြာမှာတော့အာရှာဟာပြန်လဲကျမ်းမာလာခဲ့ပြီးမြဲသူရဲ့ကလေးဘွားတော်ကတိုင်ရာတွေကြောင့်ပုံမှန်ကြားတွေထက်စားရင်တော့နှစ်ဆသုံးဆအရွယ်စားသေးငယ်နေပါလေအခုတစ်ခါမှာတော့ပလတ်စတစ်ပိုက်ထဲမှာညံနေတဲ့ခွေးလေးကိုကြည့်လိုက်ရအောင်လူတစ်ယောက်နဲ့သူ့ရဲ့သားလေးဟာအိန္ဒိယနိုင်ငံရဲ့တနေရာမှာကိစ္စတစ်ခုနဲ့အပြင်ထွက်လာကြပြီးဒီအချိန်မှာပဲသူတို့ဟာခွေးပေါက်လေးတစ်ကောင်ရဲ့အော်ဒန်ကိုကြားလိုက်ကြရတယ်သူတို့သွားကြည့်လိုက်တဲ့အခါမှာတော့ပိုက်တစ်ခုကပေါက်နေပြီးဒီအထဲမှာခွေးလေးတစ်ကောင်ညံနေတာကိုတွေ့လိုက်တာကြောင့်အဲ့ဒီလူကခွေးလေးကိုအပေါက်စီဖိတွန်းပြီးတဲ့အခါသူ့ရဲ့သားလေးကပိုက်ထဲကနေပြီးတော့အပြင်ကိုဆွဲထုတ်ကကဲတင်ပြီးခဲ့ပါတယ်နောက်ထပ်ကြည့်ရမှာကတော့ဟော်ဒီကစာလောင်နေတဲ့မိခွေးပါပဲသူကအနာကိုကတ်လာတဲ့သူကိုလည်းကြောက်လန့်နေပါသေးတယ်ဒါပေမဲ့ရုရှားမှာကတီလာအောင်အေးနေပြီးတော့မိခွေးဟာလည်းဘလောက်ပဲကြောက်နေပါစေရွေးချယ်စရာမရှိတော့ပါဘူးဒါကြောင့်နောက်ဆုံးမှာတော့ဒီလူစီကိုလာခဲ့လိုက်ရပါတယ်ဒီလူမှလည်းစားစရာဆိုလို့ချောကလက်တစ်ချောင်းပဲရှိတာပါဒါပေမဲ့သူကဒါကိုပဲမိခွေးလေးကိုကျွေးလိုက်ပါတယ်အန်အိုဖို့ကောင်းတာကတော့မိခွေးကလည်းဒီချောကလက်ချောင်းကိုယူသွားပြီးတော့အဝေးကိုထွက်သွားတာမြင်တွေ့ရမှာပါဒီမျိုးသမီးကတော့နှင်းတော်ထဲမှာလမ်းလျှောက်နေရင်းနဲ့ထူဆန်တဲ့တတဝတစ်ကောင်ကိုလှမ်းမြင်လိုက်ရပါတယ်တီချာကြည့်လိုက်တဲ့အခါမှာတော့ဘူးတစ်ခုခေါင်းမှာစွန်နေတဲ့နန်းစော်နေတဲ့ဖြန်တစ်ကောင်ဖြစ်နေပါတယ်သူကြည့်ရတာအစာရှာရင်းနဲ့ခေါင်းစွန်းမိသွားတဲ့ပုံပါပဲနန်းစော်ဖြန်ကိုကြည့်ရတာကြောက်နေတဲ့ပုံပေါ်ပေမဲ့ကံကောင်းစွာနဲ့ပဲဒီမျိုးသမီးကကဲတင်ပေးနိုင်ခဲ့ပါတယ်သူသာဒီဘူးကိုဖယ်မပေးခဲ့ရင်တော့နန်းစော်ဖြန်တည်သွားနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခေါင်းမသာဘူးစွနေမယ်ဆိုရင်အစာရေစာပြက်လက်သွားနိုင်လို့ပါပဲအာဖရိကဆာဖာရီတော်မှာလူတစ်ယောက်ကမြင်းကြားတစ်ကောင်မြေပေါ်မှာလူလိမ့်နေတာကိုမြင်လိုက်ရပါတယ်အစပထမတော့သူတို့ကမိုးဆိုးရီရဲ့ကြီးစံမှန်ထားတာလားဆိုပြီးတော့စိုးရိမ်မိပါသေးတယ်ဒါပေမဲ့ကံကောင်းခြင်းတော့ဒီမြင်းကြားကရေထဲချိုးတဲနေခဲ့ရုံပါပဲလူတွေကဒီတတဝလေးရဲ့အသက်ကိုကယ်တင်မှုအတွက်သူတို့ရဲ့ရည်တွေကိုပေးခဲ့ကြပါတယ်ဒီတော့ဖိုးကန်ကောင်းမြင်းကြားလေးဟာလည်းအပြေးဝနေပြန်ကောင်းသွားခဲ့ပါတယ်အခုအေးခဲနေတဲ့မြေခွေးလေးကိုကြည့်လိုက်ကြပါဦးသူဟာချမ်းအေးနေပြီးတော့အေးခဲတမျှအေးဆက်နေတဲ့တူမြောင်ထဲမှာရဲအတန်ကြောင်ညက်နေခဲ့တာပါဒါပေမဲ့လူတယောက်ရောက်လာခဲ့ပြီးတော့ကဲတင်ခဲ့တဲ့အပြင်စောင်းတထင်းနဲ့ပါအနှွေတက်ပြီးခဲ့ပါသေးတယ်တရေဆန်လေးတွေကိုကဲတင်တဲ့အကြောင်းအရာတွေကနှုတ်ဆော်မှုကိုဖြစ်စေပါတယ်လူတွေကသူတို့ရဲ့နေစဉ်ဘဝတွေကအချိန်တွေကိုပေးပြီးတော့တရေဆန်လေးတွေအပေါ်ကျင်နာတာကဲတင်တာဟာစိတ်သက်ခွန်အားဖြစ်စေတဲ့နှုတ်ဆော်မှုတစ်ခုပါပဲဒီဗီဒီယိုကနေတရေဆန်လေးတွေဟာလူသားတွေရဲ့အဖော်မွန်ဖြစ်တယ်ဆိုတာကိုသက်သေပြနိုင်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ